ပါခိုင်မာသောစိတ်ဓာတ်တွေမှာယုံကြည်ချက်နဲ့ခီးစနေတာစိတ်ဓာတ်တွေဟာတောင်းပန်များတဲ့စီဝင်တာနောက်ဆုံးတန်းတဲ့ဥတီယာမျောလင်းခြင်းနဲ့ခီးစနေတာတရားနဲ့မြဝေကညီချင်းများကသက်သေးပါအိမ်မာတော့